မင်္ဂလာပါဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ဇုံးစေလို့ခေါ်ပါတယ်မုတ်ကွာဇုံးစေပါကျွန်တော်ကတော့အခုလက်ရှိမြို့ရှာကင်တုံဝန်ပုံကရတဲ့အဖွဲမှာ instructor တယောက်အနေနဲ့ပါဝင်စကတ်နေတာဟုတ်ပါတယ်ဆရာဒီကရတဲ့တင်တဲ့ရည်ရွယ်ချက်နဲ့အဖွဲ့အစည်းအကြောင်းအချင်းချုပ်လေးပြောပြပေးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုကရတဲ့တင်တဲ့ဖွင့်ရခြင်းရဲ့ရည်ရွယ်ချက်ကိုအရင်ဆုံးပြောမှာပေါ့နော်ရည်ရွယ်ချက်တွေကတော့ကျွန်တော်တို့ကအကြီးမားဆုံးရည်ရွယ်ချက်တစ်ခုကတော့ holistic development ပေါ့နော်သူကဘက်စုံမှာဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတော့ရည်ရွယ်ချက်တစ်ခုရှိပါတယ်ဒါဘက်စုံဆိုတဲ့နေရာမှာသူက spiritual ဘိုင်းနေပါမယ်ပြီး mental ဘိုင်းနေပါမယ်ပြီးရင် physical ဘိုင်းနေပါမယ်ဒီဘိုင်းတွေအကုန်လုံးဖွံ့ဖြိုးတိုးတက်ပြီးမှနိုင်ငံတကာအတိအမှတ်ပြုတဲ့ကတိပညာကိုကျွမ်းကျင်တဲ့ကလေးတွေများများပေါ်ထွက်လာရင်ဒါကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်အဲ့ဒီရည်ရွယ်ချက်ရအောက်မှာကျွန်တော်တို့ကသူ့ရဲ့ရည်ရွယ်ချက်တွေကိုပံ့ပိုးပေးတဲ့အရာတွေအများကြီးရှိရပါတော့ဒါကတော့အခုဒီမှာပူတော်ဒီနောက်မှာကျွန်တော်တို့ကရာတေဖွင့်ရတာတော့အသက်15နှစ်အောက်လို့ကျွန်တော်တို့ကဒီမှာစတာဟုတ်တယ်ဆိုတော့အသက်15နှစ်အောက်ကိုဘာကြောင့်ယူရတယ်လဲဆိုတော့ရည်ရွယ်ချက်တွေမိကွန်းတွေကလည်းလူကြီးတွေကတချို့လူကြီးတွေကထုတ်ချင်းချာဖြစ်လာတယ်ဆိုတော့15နှစ်ပူတော်ဒီနောက်မှာအခုလောလောဆယ်ဆယ်မွေးရစေဝါနဲ့ပတ်သက်လာရင်တအားဆိုးနေတဲ့ဒေတာတစ်ခုဖြစ်နေတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကမွေးရစေဝါဆွဲကတ်ဆွဲလန်းသွားတဲ့လူတယောက်ကိုပြန်ကေဖို့ဆိုတော့ကျွန်တော်အချိန်တစ်ခုနဲ့တုံးရမယ့် budget fund တွေကအများကြီးပြန်လို့မှာအဲဆိုတော့ကျွန်တော်တို့ကဒီမွေးရစေဝါကိုမတုံးသေးတဲ့လုံးဝအဖြူထေကလေးတွေကိုကျွန်တော်15နှစ်အောက်အဲ့ဒါကိုကျွန်တော်တို့ယူပြီးမှမွေးရစေဝါအာယုံမရောက်တော့အောင်ဒီအားကစားဘက်နဲ့အာယုံလွှဲပေးတဲ့အနေနဲ့ဒီလမ်းကြောင်းကိုယူရတာဟုတ်ပါတယ်အဲတော့ကျွန်တော်ကလေးတွေကိုအဓိကအဖြစ်တော့မွေးရစေဝါဘက်မရောက်တော့အောင်ဒီလမ်းကြောင်းကနေဆွဲခေါ်တာလဲဟုတ်တယ်လို့တခြားအနေနဲ့တော့ဒီ international Kyokushin karate ဘောနော်ဒါကတော့ကျွန်တော်အခုဆိုနေတာ Kyokushin karate ဟုတ်ပါတယ်ဒါကို international နိုင်ငံတကာအကုန်လုံးအတိအမှတ်ပြုတဲ့ဒီပညာကိုကျွန်တော်ဒီဘူတာကိုမှနေတဲ့ကျွန်တော်ရဲ့ကလေးတွေလည်းတမြောက်ကျွမ်းကျင်ရမယ်ဆိုတော့အဲ့ဒါအကြီးမားဆုံးရည်ရွယ်ချက်တစ်ခုဟုတ်ပါတယ်ဘောနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမှာတင်တန်းဖွင့်ရခြင်းဟုတ်တဲ့အကြောင်းပြောကြားလိုပါတယ်ကျေးဇူးပါဆရာဒီဆရာတင်တန်းရဲ့တူတက်ပေါ်ခြင်းလေးဘယ်လိုလဲပြောပြပါလုံးဝအများကြီးပြောင်းလဲတာတော့မဟုတ်ပါမဲ့လည်းအစချင်းလာတဲ့ကလေးတွေအနေအထားနဲ့အခုအနေအထားတော့အများကြီးတော့ကွာလာတယ်လို့ခံစားရပါတယ်ဆိုတော့စချင်းရောက်တော့တချို့ကလေးတွေကတိတ်ဘယ်လိုအချင်းအမူစရိုက်တွေကအစနည်းနည်းလေးဘယ်လိုပြောမလဲ smooth မဖြစ်ဘူးလေနော်အဲ့ဒါဆိုအခုနောက်ပိုင်းကျတော့နည်းနည်းလေးစကားနားထောင်လာတာတော့ဆိုတော့အများကြီးရှိလာတယ်ဆိုတော့ကျွန်တော်တို့ graduate ပြန်ဆိုလာရင်ချင်းအခု3လကျွန်တော်တို့ကဒီမှာယာထားတာဟုတ်တယ်3လပြီးလို့ကျွန်တော်တို့ကကလေးတွေတူတက်မှုကဘယ်လောက်ထိရှိလာမလဲဆိုရင်ကျွန်တော်တို့ကနံပါတ်1ကတော့ကလေးတွေကိုကျင့်တရားပေါ့ integrity နဲ့ပတ်သက်ပြီးမှကိုကျင့်တရားကောင်းမွန်လာဖို့ကျွန်တော်တို့ရွေးချက်နဲ့လုပ်တာဟုတ်ပါတယ်တော့နံပါတ်2ကတော့ကလေးတွေဘာပြန်တူတက်လာမလဲဆိုရင်ဒီ3လပြီးတော့ပြီဆိုရင်ကျွန်တော်respect အချင်းချင်းယူတည်လေးစားမှုရှိလာရမယ်နံပါတ်3ကတော့ correct ပေါ့သူကရရင်ချင်းတတိတွေဒီ3လအတွင်းမှာကျွန်တော်တို့အများကြီးတူတက်လာအောင်လုပ်ဖို့ရွေးချက်တွေရှိပါတယ်ပြီးရင်လေးစားမှုတယောက်နဲ့တယောက်လေးစားမှုပြီးရင်တယောက်နဲ့တယောက်ကဂုဏ်ပြုတတ်လာတာအခုဒီမှာတယောက်နဲ့တယောက်တွေးဆိုတဲ့အချိန်မှာတယောက်ကဆောတာနည်းနည်းကောင်းလာဆိုမင်းဆောတာတအားကောင်းလာပြီနော်အဲ့လိုမျိုးအချင်းချင်းဂုဏ်ပြုတတ်တဲ့စိတ်ဓာတ်တွေပေါ်ထွက်လာဖို့ကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ်ပြီးရင် compassion တချို့လူတွေကနည်းနည်းစိတ်ဓာတ်ရေးရပိုင်းမှာမကောင်းတော့ training hour တွေများလာနဲ့နည်းနည်းကျွမ်းကျင်လာရင်စိတ်ဓာတ်မကောင်းတဲ့လူတွေကမဟုတ်တဲ့လမ်းကြောင်းကိုရောက်သွားတဲ့လူတွေအများကြီးရှိတယ်အတိုင်းလောကမှာနော်အဲ့ဆိုကျွန်တော်ကအဲ့ဘက်မရောက်တော့အောင်တင်ဆုံးမနေတာတော့အခုအများကြီးကလေးတွေစိတ်နဲ့စိတ်ထားတွေအများကြီးပြောင်းလဲလာတာကောင်းလာတာဆိုတော့ကိုတော့တွေ့ရပါတယ်ပြီးရင်ယူသားဖြောင်းမရမှာနော်ကျွန်တော်တို့ကာတေးဆိုတဲ့အချိန်မှာအခုကလေးတွေကအခုစစပိုင်းတော့တချို့ကလေးတွေနည်းနည်းလိမ်တတ်တွေရှိရမလာတင်တန်းပြတ်သွားတာတော့ဆိုတော့ဘာလို့မလာလဲဆိုဟိုမှာချို့အဲ့မျိုးတွေလိမ်တတ်တာတွေရှိရအဲ့တော့ခုနောက်ပိုင်းတော့တိတ်ကလေးတွေကမလာဘူးဆိုဘာကြောင့်မလာလဲဒီဘလုံးကနေလို့မလာဘူးကျွန်တော်ငါးများသွားနေလို့မလာဘူးဒီပြောလာတယ်ဒါမျိုးတော့ကောင်းတယ်နော်ဒါတော့မလိမ်တတ်ဖို့ဂရာဒေးမှာအဲ့ဒါတွေကျွန်တော်တို့တွေ့ရပြီးနောက်ဆုံးတစ်ချက်ကတော့ဂရာဒေးဆိုတဲ့အချိန်မှာအခုတချို့ကလေးတွေကကိုတာဝန်ယူရှင်စိတ်ပေါက်လာတယ်ဆိုတော့ကျွန်တော်တို့ရဲ့အကြီးမားဆုံးအရေးချက်ကတော့အဲ့ဒါတာဝန်ယူရှင်စိတ်ရှိလာဖို့ဟုတ်ပါတယ်ကျွန်တော်တို့မှာ academic ကိုနည်းနည်းလိုက်တဲ့ဖြစ်သွားရင်တော့ပညာရေးကိုနည်းနည်းဘယ်လိုမျိုးဖြစ်သွားရဲဆိုတော့တချို့ဟာတွေကျတော့အချင်းပြစာနဲ့ပဲနှစ်ပန်းလုံးနေတဲ့ကလေးတွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်အားပေးစကားပြောချင်တာတော့ကိုရက်ကိုခန္ဓာနည်းနည်းအလေးအကျင့်လေးလည်းလုပ်ဖို့တိုက်တွန်းချင်ပါတယ်နော်တချို့ကလည်းတော့ဘုံတော့ဘလောက်ကောင်းလဲခန္ဓာကိုယ်ဒီခေတ်မှာတော့ဆရာကောင်းတွေရှိတဲ့နေရာမှာတပည့်တွေလာတဲ့ခေတ်
မဟုတ်တော့ဘူးလေနော်အခုចောင်းသားတွေစုနေတဲ့နေရာကိုဆရာကောင်းတွေကလာပဲလာတင်ရခစ်ကြီးဖြစ်လာတယ်အခုဒီနောက်ပိုင်းလေနော်အဲ့လိုဖြစ်လာတော့ဆရာကိုနည်းနည်းကျွမ်းကျင်လာတာနဲ့အမျှကိုလည်းကျမ်းမာရေးလည်းအများကြီးလိုက်စားရမယ်ဆိုတော့အဲ့တော့လူငယ်တွေလည်းကျမ်းမာရေးကိုကောင်းကောင်းလိုက်နာဖို့ဟုတ်ပြီနော်အဲ့အားကစားလေးတွေနည်းနည်းပြုလုပ်ဖို့တိုက်တွန်းအားပေးချင်ပါတယ်ဘောလုံးအားကစားဝါသနာမှာပါတဲ့လူတယောက်လည်းအားကစားတစ်မျိုးမျိုးတော့ဆော့နေရမယ်ဆိုတော့အားကိုကျွန်တော်တိုက်တွန်းအားပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်